မမနဲ့အန်ဒီရှင် မင်္ဂလာပါရှင် မင်္ဂလာပါသမီး မမနဲ့အန်ဒီနဲ့နာမည်လေးနဲ့ဘယ်မျိုးနေရာနေဒီပွဲလေးကိုလာပြီးတော့တက်ရောက်ဖြစ်လဲဆိုအရင်ဆုံးမိတ်ဆက်ပေးပါအောင်နော် ဟုတ်မင်းနာမည်ကတော့ဒေါ်တန်းကြီးပါညီမနာမည်ကတော့မကြီးယူသိမ်းပါဒေါ်တန်းကြီးရဲ့သမီးပါရှင်လာတာကတော့တင်ငန်းညွမြို့နယ်ရပါရှင် ခုလိုမျိုးသာသနာအကျိုးဆောင်ရတဲ့သာသနာအမွေခံပွဲကြီးကိုတက်ရောက်ရတဲ့အခါမှာဖြစ်ပေါ်လာတဲ့ရင်ထဲကပိဋိစကားတန်လေးကြားသိပြစီရှင် ဟုတ်ဒါကလေဒီလိုပွဲကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကြီးကိုအခုမှတက်ဖူးတာဆိုတော့လေအရင်ရင်ခုန်ရပါတယ်အစင်လဲပြေပါတယ်ရှင်လာတက်ရတာလေဟုတ် ဟိုနင်သမီးဟိုအန်ဒီကတော့သမီးတွေပဲမွေးထားတော့နော်အဲ့လိုလှူကျင်တန်းနေတာပါနော်ဖုံဖုံတွေကိုရင်လေးတွေဆိုတော့ဒီလှူကျင်တန်းနေလို့ပါအန်ဒီကလည်းအားတန်လို့ပါနော် မဲကြလို့ရည်စဲဆောင်လာမဲ့သားတော်ရတနာလေးကိုသာသနာပါမှာပျော်ပြီးတော့တော်လာအောင်ဘယ်လိုမျိုးဂီးတစ်ဆိုင်စောင့်ရှောက်ပေးမယ်လို့စဉ်းစားထားလဲရှင် လူအားလေးတွေပံ့ပိုးပါမယ်နော်အကုန်လုံးចောင်းဟိုနင်းတို့စာသင်သားအတွက်ကိုလူအားလေးအန်ဒီကပံ့ပိုးပေးပါမယ်လို့နော်ဟိုနင်းထူးကြုံအောင်မြောင်လို့အားပေးပေးပါမယ် ခုလိုမျိုးအချိန်မီဖြေကြပေးရမမနဲ့အန်ဒီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်နော်သမီး